မင်္ဂလာပါစနေနေ့သားသမီးများအတွက်14ရက်3လ2026မှ20ရက်3လ2026ရက်နေ့အထိတပတ်တာကန်စာတာဟောစရန်ဖြစ်ပါတယ်စနေနေ့သားသမီးအများစုကတော့ဒီတပတ်တာကာလကလေငွေကြေးလက်လာပရွှန်လန်းမဲ့ကာလပေါ့နော်ငွေကြေးဝင်ငွေတွေကောင်းနိုင်တယ်အများစုပေါ့နော်အကုန်လုံးမဟုတ်ဘူးဘာလို့တော့ဆိုတော့တချို့သောအမိပိုင်ရှင်လေးတွေအားနည်းနေတာတွေရှိတယ်ဒါလေးတွေကိုနောက်ပိုင်းကျပြောခွဲပြီးတော့ပြောပေးမယ်ပေါ့နော်အများစုကတော့ငွေကြေးတွေရွှန်လန်းမယ်လက်လာပရွှန်လန်းမယ်ငွေဝင်စရာတွေများမယ်ရစရာရှိတဲ့ငွေတွေရမယ်ပေါ့နော်အရင်တီဟောင်းကျွမ်းဖို့ဟောင်းလောက်ကင်ဘူးတဲ့ပုံကိုအဆက်အနွယ်တွေစီကနေငွေဝင်စရာကိစ္စတွေပေါ်မယ်ပေါ့နော်အရင်တော့ကမရလို့စိတ်ညစ်နေရတာတွေဆိုရင်လည်းရမယ်ငွေကြေးနဲ့ပတ်သက်ပြီးအစ်ရင်းနှီးမြုပ်နှံရတာတွေလုပ်မယ်ဆိုရင်လည်းကောင်းတယ်အများစုပေါ့လေဘလို့နေနံနေကောင်းတယ်လဲဆိုငွေနဲ့ပတ်သက်ရင်စနေအစတနင်္လာအဆုံးအမိရှင်နေအထူးကောင်းတယ်ဗျာနော်သူတို့ကတော့ဒီတစ်ပတ်တာကာလကဘာလို့အထူးအောင်မြင်နေမဲ့ကာလစီးပွားရေးလည်းကောင်းတယ်ငွေရေးကြေးတွေလည်းကောင်းတယ်အခြေရေးတွေကောင်းတယ်နော်သူတို့ကတော့အရာအလုံးအောင်မြင်ကောင်းမွန်နေနိုင်တဲ့ကာလစနေအစတနင်္လာအဆုံးအထူးကောင်းတယ်ပေါ့ဗျာနော်အထူးဆိုးတာကြတော့ဘယ်နာမည်တွေလဲဆိုတော့စနေအစအင်္ဂါအဆုံးအမည်ရှင်နေဒီကာလမှာစီးပွားမပေးဘူးနော်ငွေကြေးစီးပွားမပေးပါဘူးနော်ရစရာရှိတာရေးဆိုလဲမရဘဲနဲ့သူများကြောင့်မရတာတွေကြံ့ကြာနေတာတွေရမလို့နဲ့မရတာတွေဝင်မဲ့ငွေတွေဝင်မလို့နဲ့မဝင်တာတွေဒါလိုတွေဖြစ်တတ်တယ်ဒါကစနေအစအင်္ဂါအဆုံးအမည်ရှင်နေပေါ့နော်သူတို့ကတော့ညံ့နေစီးပွားမပေးဘူးအလုတ်မှလည်းစလုပ်လိုက်ပေါ့နော်အောင်မြင်မှုလေးတွေရလိုက်ပြဿနာလေးတွေနဲ့စိတ်တွေရှုပ်ထွေးပြီးတော့စိတ်လျှော့သွားလိုက်နဲ့ဒီလိုလေးတွေဖြစ်နေနိုင်တဲ့ကာလဖြစ်တယ်ပုံမှန်အလုပ်လဲပတ်နေတဲ့စနေအစအင်္ဂါအဆုတ်အမြင့်ရှင်တွေကလည်းဒီကာလမှာကတော့ပေါ်တော့လက်လာပါလေးတွေနင်းငယ်ရနိုင်ပေမဲ့အလုပ်မှာခက်ခဲလေးတွေလည်းတွေ့နိုင်တယ်ဒါကစနေအစအင်္ဂါအဆုတ်အမြင့်ရှင်တွေပေါ့နော်စနေအစဗုဒ္ဓအဆုံးအမြင့်ရှင်နေသူတို့ကကြတော့ထိခိုက်ဒဏ်ရာလေးတွေနင်းငယ်ကြယူဆရမယ်တဲ့စိတ်တွေရှုပ်ထွေးနေတာတွေစိတ်တွေလေးနေတာတွေဒီလိုတွေဖြစ်တတ်တယ်တဲ့အလိုနေရင်ဒေါသထွက်နေတာတွေဖြစ်တတ်တယ်အထူးသဖြင့်တော့သူတို့ကထိခိုက်ဒဏ်ရာလေးတွေကိုယ်တိုင်မှားယွင်းမှုကြောင့်နေလည်းဖြစ်တတ်တယ်သူတစ်ပါးကြောင့်လည်းဖြစ်တတ်တယ်အဲ့ဒါလေးတွေကိုယူဆရမယ်ပေါ့နော်ပြီးတော့ကြတော့စနေအစကြာသာပတိအဆုံးအမည်ရှင်မျိုးတွေသူတို့ကကြတော့ကောင်းပါတယ်နော်ကောင်းတယ်ကိုယ်တိုင်စူးစမ်းအားထုတ်မှုနဲ့လက်လာပါတွေရှင်လန်းနိုင်တယ်ဝင်ငွေတွေရရှိနိုင်တယ်ပေါ့နော်ငွေကြေးစည်းပွားအခြေရေးအိမ်ထောင်ရေးဒါလေးတွေကောင်းပါတယ်စနေအစကြာသာပတိအဆုံးတွေကကြတော့တခါစနေအစတောက်ကြအဆုံးအမည်ရှင်တွေသူတို့လည်းကောင်းပါတယ်အရန်ကြီးဆိုတာတော့မရှိဘူးအိမ်ထောင်ရေးမှာတော့အနေငယ်စိတ်ညစ်စရာရှိနိုင်တယ်များသောအားဖြင့်တော့လော်ရေးကိုင်းရင်ငွေရေးကြေးမှာတော့အရန်ကြီးဆိုတာမရှိပါဘူးငွေကြေးလက်လာပါတော့ပွန်လန်းမယ်အလုံးမပြဿနာလေးတွေနည်းနည်းရှိနိုင်တယ်စနေအဆုံးအမည်ရှင်နေတဲ့ဒီကာလကသူတစ်ပါးကိစ္စတွေကူညီလောက်ကင်ပေးရနေအချိန်ကုန်ပြီးတော့ကိုကျိုးစည်းပွားကိုအနေငယ်ပဲရရှိနိုင်တယ်တဲ့ကိုကျိုးစည်းပွားသူတို့လည်းရှိပါတယ်နော်ငွေကြေးလက်လာပါရှင်လန်းမှုတွေရှိတယ်ခြေရည်တွေကောင်းမွန်မယ်နော်အရင်တော့အဆင်မပြေနေတဲ့သမီးစားဆောင်တွေဆိုအဆင်ပြေလာမယ်စနေပေါ့နော်စနေအဆုံးကောင်းပါတယ်သူတို့လည်းအရင်ကြီးတော့မဆိုးလာပါဘူးနော်စနေအစတနင်္ဂနွေအဆုံးအမည်ရှင်နေတဲ့သူတို့လည်းစီးပွားမပေးပါဘူးเนาะစနေအစတနင်္ဂနွေအဆုံးအမည်ရှင်နေဒီကာလထဲမှာဘာလို့ပြဿနာတွေပေါ်နေတာလက်လာပါတွေရတော့မလို့ဖြစ်ပြီးမှနောက်ဆုတ်သွားတာအဲ့ဒါလေးတွေရှိတယ်ဒါပေမဲ့သူတို့တော့အလွန်အဆိုးတော့မဟုတ်ဘူးဒါပေမဲ့စီးပွားမပေးဘူးအရန်စွန့်လောက်ရမယ်အလုပ်တွေပေါ့လုပ်ငန်းအသစ်တွေဆိုရင်အဆင်မပြေပဲဖြစ်တတ်တယ်လုပ်ငန်းအဟောင်းတွေကတော့ပုံမှန်ပဲလဲပတ်ပြီးတော့သူဟာသူလေးကောင်းမွန်နေမဲ့အနေထားတော့ရှိတယ်ဒါကစနေအစအထူးကောင်းတာကစနေအစတနင်္လာအစောအမည်ရှင်များဘာလို့အထူးကောင်းပါတယ်လို့ပြောလို့ရလောက်အောင်ထိကံကြမ္မာတော်တော်ကောင်းတဲ့အတိုင်းဒါမှရှိတယ်ဝရိယလေးပိုတင်လို့ကြည့်ပေါ့အကျိုးကျေးဇူးတွေအများကြီးရရှိနိုင်တယ်ပေါ့နော်ပြီးတော့ဒီကာလမှာစာမိုးပဲဖြေမဲ့သားငယ်သမီးငယ်များကံကတော့အရန်ကြီးမပေးပေမဲ့အဆိုးထဲမှာတော့မရှိဘူးဒါပေမဲ့ तू ကဘလို့ညွှန်းဆိုချက်ရှိတယ်လဲဆိုကိုယ့်ရဲ့ဝရိယကိုအစိုက်ထုတ်ပြီးတော့ကြိုးစားမှအောင်မြင်ပါမယ်တဲ့စိတ်ပင်ပန်းကိုယ်ပင်ပန်းခံပြီးတော့ပြင်းပြင်းထန်ထန်ကြိုးစားမှအောင်မြင်နိုင်တဲ့ဂိမ်းရှိပါတယ်နော်ကံအဆိုးကြီးတော့မဟုတ်ပေမဲ့ဝရိယအားကိုအဓိကထားမယ်ဂိမ်းမျိုးတဲ့အဲ့တော့ဝရိယနဲ့ပို့ပြီးကြိုးစားကြပါစောင့်မွေးဖြစ်မဲ့သားငယ်သမီးငယ်လေးတွေအဲ့ဒါဆိုရင်တော့အောင်မြင်မှုကိုရပါလိမ့်မယ်နော်
ညီကိုမောင်နှမကိစ္စတွေဆိုရင်တော့စနေသားသမီးတွေဟာဒီတပတ်တာကာလမှာညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးစိတ်ညစ်စရာလေးတွေကြုံရနိုင်ပါတယ်တဲ့နော်စိတ်ဆင်းရဲစရာလေးတွေကြုံရနိုင်တယ်တဲ့ပြောမရဆိုမရတာတွေညီကိုမောင်နှမရဲ့တငယ်ချင်းလူဟာတွေနဲ့ပတ်သက်ပြီးတော့သူတစ်ပါးတွေနဲ့ပတ်သက်ပြီးတော့ကိုကပေါ့နော်စိတ်ဆင်းရဲရတာလေးတွေဒီလိုလေးတွေကြုံနိုင်တယ်တဲ့ဒါပေမဲ့အဲ့လိုစိတ်ဆင်းရဲမဲ့အထဲမှာစနေအစတနင်္လာအဆုံးနေမပါဘူးနော်သူတို့ကတော့စိတ်ဆင်းရဲစရာအကြောင်းဒီကာလမှာသိမရှိဘူးကောင်းနေကြီးပဲများတယ်ပေါ့နော်တခါပြီးတော့ကြတော့တာရည်သမီးရေးကိုကြည့်မယ်ဆိုရင်တဲ့ဒီကာလကတာအတွက်စိတ်ပူပန်နိုင်တာလေးတွေရှိတယ်တဲ့ဗျာနော်အဲ့ဒါကတော့ဒီပြင်နေနံနေလဲတွက်လိုက်သမျှအများစုမှာတွေ့နေတာဒီကိန်းတွေကနော်ကောင်းတာလေးတွေပြောခြင်းပေမဲ့တွေ့တော့လဲတွေ့တဲ့အတိုင်းပဲပြောရတာပေါ့လေနော်တာသမီးအတွက်မှာတာအတွက်အနေငယ်စိတ်ပူပန်စရာစိတ်ဆင်းရဲစရာအနေငယ်ရှိပါတယ်တဲ့အချိန်ချင်းပူပန်တတ်တယ်တဲ့သမီးအတွက်ကတော့ကောင်းတယ်ဗျာနော်အဲ့ဒါတွက်လိုက်တဲ့များကိန်းအများစုမှာလဲသမီးတွေအတွက်ကစိုးသိမ့်မတွေ့အောင်ကောင်းတယ်ဒါပေမဲ့သမီးကောင်းတယ်ဆိုပေမဲ့ဒီကာလကတော့ဒီစနေသားသမီးတွေအတွက်အရန်ကြီးထူးထူးချွန်ချွန်ကြီးအကျိုးကျေးဇူးရတာမဟုတ်ဘူးအဆိုးမရှိဘူးမှန်တမ်းသာသာနဲ့ကောင်းမယ်လို့သူကညွှန်းဆိုချက်ထွက်တယ်အိမ်တော်ရေးမှာတော့ဒီကာလကအနေငယ်အားနေတယ်နေနံသားသမီးကစနေအစတနင်္လာအဆုံးနေမပါဘူးเนาะအိမ်တော်ရေးအားနေတယ်လို့ပြောတဲ့အထက်မှာเนาะအထူးပါတာတွေကစနေအစအင်္ဂါအဆုံးစနေအစတောက်ကြအဆုံးစနေအစတနင်္ဂနွေအဆုံးစနေအစဗုဒ္ဓဟူးအဆုံးအမည်ရှင်တွေကတော့အိမ်တော်ရေးကအနေငယ်အားနေတယ်ဗျเนาะအိမ်တော်ရေးမှာဂျာဝင်နောက်ဂျာလူနှောက်ရှက်တာတွေဂျာလူဆိုတဲ့နေရာမှာမျိုးစုံရှိတယ်เนาะနှစ်ဖက်မိဘတွေလည်းဂျာလူစီးရင်ထဲမှာပါတယ်နော်ညီကိုမောင်နှမတွေတို့နှစ်ဖက်မိဘတွေတို့ပြီးတော့တခါဆွေမျိုးသားချင်းတွေတို့မိတ်ဆွေပေါင်းသင်းတွေတို့အမျိုးမျိုးပါတယ်နော်ဂျာလူဆိုတဲ့တဲမှာကနော်ဆန့်ကျင်ဘက်အိမ်တောင်ဘက်ကိုကြီးတွေးလို့တော့မရဘူးပေါ့လေအဲ့လိုမျိုးစိတ်ဆင်းရဲတဲ့မှုတွေဂျာလူနှောင့်ယှက်မှုကြောင့်စိတ်ဆင်းရဲမှုအနည်းငယ်ဖြစ်နိုင်ပါတယ်တဲ့စနေသမီးတွေကလင်ယောက်ျားအတွက်စိတ်ဆင်းရဲမှုပိုးပြီးဖြစ်နိုင်တယ်စနေသားတွေကကြတော့ဇနီးမယားအတွက်စိတ်ဆင်းရဲမှုကအဲ့လောက်မဖြစ်ဘူးအဝေးမှာခွဲခွာနေရတာတွေတို့ပေါ့နော်ဒီလိုလေးတွေလည်းဖြစ်တတ်တဲ့သဘောရှိပါတယ်တဲ့ဒါအိမ်တောင်ရေးပေါ့လေနော်လောက်ကိုင်းနေထဲမှာဆိုရင်တော့တနင်္လာနဲ့အလောက်ကိုင်းသူများအထူးကြိုးပေးမယ်တဲ့နော်အင်္ဂါနဲ့အလုံးနဲ့ပတ်သက်ပြီးလောက်ကိုင်းသူတွေကတော့ဒီကာလမှာကောင်းကျိုးမရရှိနိုင်ဘူးအလုပ်တဲ့လုံမာတွေစာချုပ်စာတမ်းချုပ်ဆိုမာတွေဆိုတော့အထူးတတိထားခမယ်ကာလတဲ့ပြီးတော့ကြတော့ဒီ online နဲ့ပတ်သက်သောလုပ်ငန်းလုပ်ကိုင်းသူတွေဒီကာလမှာဂရုစိုက်ရပါမယ်နော် online ကနေကိုမသိဘဲနဲ့ဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရင်အမှားပါတတ်တယ်တဲ့ဒီကာလမှာအဲ့လိုမျိုးညွှန်းဆိုချက်ကလေးတွေရှိပါတယ်နော်မသိတဲ့လူတွေနဲ့ပတ်သက်အထူးဂရုစိုက်ပါတဲ့ online နဲ့ပတ်သက်တဲ့စနစ်မှာနော်အမှားပါတယ်တဲ့နော်ညွှန်းဆိုချက်ကလေးအဲ့လိုရှိပါတယ်ဒီကာလနဲ့ပတ်သက်ပြီးတော့နိုင်ငံခြားခရီးစဉ်တွေကတော့အကောင့်အဆိုးကြားတွေမှာမျှတနေတယ်ထူးထူးခြားခြားကြီးကောင်းလာတာလည်းမရှိသလိုအရန်ကြီးလည်းဆိုးနေတာမရှိဘူးမှန်တမ်းသဘောလောက်ပဲရှိပါတယ်နော်အမျိုးသားများကတော့ခရီးထွက်မဲ့ကိစ္စတွေဆိုရင်နောက်ဆုတ်တွန့်နေတတ်တယ်တဲ့ပြောရတော့ခရီးစဉ်တွေနောက်ဆုတ်သွားတတ်တယ်အမျိုးသမီးတွေကတော့အဲ့လိုနောက်ဆုံးမှုတော့မရှိဘူးဗျဒီကာလကနော်သူကသူမှန်တမ်းပဲသွားဖြစ်မယ်ပေါ့လေဒိတ်ပဲရတော့ဒါပေမဲ့ခီးစဉ်မှာအနေငယ်တော့စိတ်ညစ်စရာလေးတွေကြုံရနိုင်တယ်တဲ့အဆိုးအားလေးအလိုတော့ရှိတယ်ဒီကာလအတွက်ရေရာပြုလုပ်ခြင်းနဲ့ဆိုရင်တော့တဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကြံရည်လှူဒန်းပေးပါတဲ့ဗျာနော်ကြံရည်လှူဒန်းပေးပါတဲ့အထူးကောင်းမွန်တဲ့ကံကြမ္မာကောင်းတွေကိုရရှိနိုင်ပါလိမ့်မယ်တဲ့ဗျာနော်ကြံရည်လှူဒန်းပေးတဲ့စနေနေ့သားသမီးများအတွက်တစ်ဖက်တာကန်စားတာဟောစားတမ်းဖြစ်ပါတယ်တဲ့စနေနေ့သားသမီးများအားလုံးကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ